ကိုရီးယားမှာတက်တူအာတီတယောက်ဖြစ်ဖို့ဆိုတာတခြားနိုင်ငံတွေကပိုခက်ခဲတယ်ဆိုတာကိုသင်သိပါသလားဟုတ်ပါတယ်ကိုရီးယားနိုင်ငံကတက်တူ artist တွေကသူတို့ရဲ့သူမတူပဲ unique ဖြစ်တဲ့တက်တူ art တွေကြောင့်ကမ္ဘာတစ်လွှားမှာကြွကြပါတယ်ဒါပေမဲ့ကိုရီးယားနိုင်ငံရဲ့ဥပဒေအရတော့ကိုရီးယားမှာ professional တက်တူ artist တယောက်ဖြစ်ဖို့ကတော်တော်လေးကိုခဲရင်းတဲ့အရာဖြစ်နေပါတယ်ဘာလို့လဲဆိုတော့တောင်ကိုရီးယားမှာတက်တူထိုးခြင်းကိုစေဘက်ဆိုင်ရာလှုပ်ထုံလုပ်နည်းဆိုပြီးတော့တရားဝင်သတ်မှတ်ထားတဲ့ဥပဒေကြောင့်ပါဆိုလိုတဲ့အဓိပ္ပာယ်ကတော့တက်တူ artist ဖြစ်ဖို့ဆိုရင်ပထမအဆုံးဆရာဝန်လိုင်စင်ရှိဖို့လိုတယ်ပေါ့နော်စေကူတာဖို့လိုင်စင်ဒါမှမဟုတ်ဆရာဝန်လိုင်စင်မရှိဘူးဆိုရင်ကိုရီးယားနိုင်ငံရဲ့ဥပဒေအရဖမ်းခံရတာတွေဒဏ်ရိုက်ခံရတာတွေဖြစ်နိုင်ပါတယ်ဒီဥပဒေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ရှိခဲ့တာဖြစ်ပြီးတော့ကိုရီးယားနိုင်ငံသားတွေကလည်းဒီဥပဒေအပေါ်ကိုတိတ်ပြီးတော့မေးခွန်းထုတ်တာမျိုးတိတ်မရှိခဲ့ကြဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းလူငယ်မျိုးဆက်သစ်တွေမှာတော့တက်တူဆိုတာကအနုပညာတစ်ခုဖြစ်ပြီးတော့အနုပညာကိုစိတ်ကြိုက်ပုံဖော်နိုင်မှုကဆရာဝန်လိုင်စင်တွေရှိဖို့လိုနေတယ်ဆိုတာကိုအတိတ်ပဲမရှိဘူးဆိုပြီးတော့နည်းနည်းပြောင်းလဲပြီးမြင်လာကြတယ်ပေါ့နော်ဒါပေမဲ့ကိုရီးယားကဒီ conservative တွေကတော့ဒီဥပဒေရှိတာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမ်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်ဆရာဝန်တွေကတာမန် artist တွေထပ်ပို့ပြီးတော့သူတို့ကကျမ်းမာရေးမှာပို့ပြီးတော့အလေးထားတယ်အတန့်ရှင်တဲ့ပစ္စည်းတွေစိတ်မချရတဲ့တက်တူအသုံးဆောင်တွေကြောင့်မဖြစ်သင့်မဲ့ယောဂကူးစက်တာတွေကိုကာကွယ်ပြီးသားဖြစ်တယ်နောက်ပြီးတက်တူကိုထိန်းသိမ်းဖို့အတွက်လိုအပ်တဲ့စောင့်ရှောက်မှုတွေကိုဆရာဝန်တက်တူဆရာတွေကပုံမှန်တက်တူ artist တွေတက်ပို့ပြီးတော့စောင့်ရှောက်ပေးနိုင်တယ်လို့သူတို့ကမြင်ကြပါတယ်ဒီတော့ဘယ်လိုပဲမြင်ကြပါကိုရီးယားမှာတော့ဒီတက်တူ artist တယောက်ဖြစ်ဖို့ဆိုရင်ပထမဆုံးဆရာဝန်ဖြစ်ဖို့လိုမယ်နောက်ပြီးတော့တက်တူကိုစိတ်ဝင်စားဖို့လိုမယ်နောက်ပြီးတက်တူလက်ရာတွေကလည်းသူများနဲ့မတူအောင်ထိုးဖောက်နိုင်ကမှကိုရီးယားမှာအနေထားတစ်ခုရှိတဲ့တက်တူ artist တယောက်ဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့ကိုရီးယားတက်တူ artist တော်တော်များများကဆရာဝန်လည်းဟုတ်တယ်တက်တူလည်းဝါသနာပါတယ်နောက်တစ်ချက်အနေနဲ့သူတို့အနုပညာသင်တန်းကျောင်းဆင်းပေါ့နော်မြန်မာလိုပြောရမယ်ဆိုရင်တော့အဲ့လိုသင်တန်းကျောင်းတစ်ခုခုမှာအစိုးရသတ်မှတ်ထားတဲ့အရေးချင်းပြည့်မီတဲ့သူတွေမှာဒီတက်တူလောကတွေကိုဝင်ကြတာဟုတ်ဒီတော့မိတ်ဆွေသာကိုရီးယားမှာတက်တူ artist တယောက်ဖြစ်နေတယ်ဆိုရင်ပထမဦးဆုံးဆရာဝန်ဖြစ်ဖို့အတွက်စာစားကြရမှာဖြစ်ပါတယ် Oh no အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းတက်တူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထပ်မံပြီးပြောပြပေးသွားမှာမို့ကျွန်တော်ရဲ့ YouTube channel နဲ့ TikTok channel တွေကို like and subscribe လုပ်ထားရဲဆိုရင်နောက်ဗီဒီယိုတွေမှာအသစ်တွေတင်ရင်လည်းထပ်ပြီးတော့မလွတ်တမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်